CPN Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။လာဇာစာပညာရှင်နဲ့ကျင်းစာများရဲ့ဝင်ထုတ်ဝင်ပေါ်အပိုင်း9ရဲ့အစမှာဆိုရင်တော့ထူးဆန်းတဲ့လူသက်မှုတွေဖြစ်ပွားနေတဲ့ရရှိရုံတစ်ခုကနေစတင်ခဲ့ပါတယ်။အဲဒီနေရာမှာအီတာဒိုရီယိုဂျီနဲ့အတူလမ်းပြပေးဖို့ရောက်လာတာကတော့ထူးခြားတဲ့ဇီရိုက်ရှိသူနာနာမီကန်တိုပဲဖြစ်ပါတယ်။နာနာမီဟာအရင်ကကျင်းစာပညာရှင်အလုပ်ကိုဆွန့်လွတ်ပြီးတာမန်ရုံးဝင်တဲ့လောက်ခဲ့ဘူးသူဖြစ်လို့ကျင်းစာပညာရှင်ဆိုတာလည်းအလုပ်မကောင်းဘူး။တာမန်ရုံးဝင်တဲ့အလုပ်ကလည်းအဆင်မပြေဘူး။အဲ့တော့ပိုပြီးတော်ရကိုရွေးလို့ရတယ်ဆိုရဲလက်တွေ့ကြကြစကလုံးတွေနဲ့အီတာဒိုတွေကိုစတင်မိတ်ဆက်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအခင်းဖြစ်ဖွားရာနေရာမှာကြံရှိနေတဲ့ကျင်းစာအကျွင်းကြံတွေကိုလိုက်လံစုံစမ်းရင်းကျင်းစာတွေကိုစတင်ရင်ဆိုင်ရပါတယ်။နာနာမီကအီတာဒိုတွေကိုသင်ခန်းစာပေးရင်ကျင်းစာပညာရှင်ဆိုတာအသေးဖွဲစိတ်ပြက်စရာလေးတွေစုပုံလာရကနေဖြစ်ပေါ်လာတဲ့ဒဏ်ရာတွေကိုခံနိုင်ရင်ရှိရမယ်လို့သတိပေးလိုက်ပါတယ်။တိုက်ပွဲအတွင်းမှာအီတာဒိုတွေရဲ့ထူးခြားတဲ့တိုက်ခိုက်မှုစွမ်းရည်ဖြစ်တဲ့ဒိုင်မာဂျင်ဖစ်တစ်ချက်သေးနဲ့နှစ်ခါထိခိုက်စေတဲ့လက်သီးကိုနာနာမီသတိထားမိသွားပြီးဒါဟာနောက်တစ်ချိန်မှာအားကောင်းတဲ့လက်နက်ဖြစ်လာလိမ့်မယ်လို့လည်းအတိမတ်ပြုပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့ရင်ဆိုင်နေရတဲ့အခြေအနေတွေကထင်တာထက်ပိုပြီးရက်ဆက်ပါတယ်။ကျင်းစာတွေလို့ထင်ထားတဲ့အကောင်တွေဟာတကယ်တော့လူသားတွေကိုကျင်းစာစွမ်းနဲ့ပုံသဏ္ဍာန်ပြောင်းလဲထားတာဖြစ်နေပါတယ်။ဒီအချက်ကိုတီးလိုက်ရတဲ့အခါအီတာဒိုရီဟာအလောမင်တုံ့လောက်သွားခဲ့ပါတယ်။နာနာမီကတော့တင်းငိမ်စွာနဲ့ပဲဒါဟာလူသားသမားရဲ့လက်ချက်ပဲ။ဒါကြောင့်ငါတို့ဒါကိုအမြန်ဆုံးအဆုံးသတ်ရမယ်လို့ပြောဆိုကအီတာဒိုရီကိုပိုပြီးရင်းချက်လာအောင်လမ်းပြပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းဒီကိစ္စတွေရဲ့နောက်ွယ်မှာလူသားတွေရဲ့အမုန်းတရားကနေဖြစ်ပေါ်လာတဲ့အစွမ်းထက်ကျင်းစာမာဟီတိုရှိနေပါတယ်။နာနာမီဟာအီတာဒိုတွေကိုအန်ရီကနေကာကွယ်ဖို့အတွက်သူတယောက်တည်းပဲရန်သူအခြေစိုက်စခန်းကိုတွားရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော်ကလူကြီးမင်းကကလေးပဲရှိသေးတယ်။လူကြီးမှာကလေးကိုကာကွယ်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့အတူနာနာမီဟာသူ့ရဲ့လှုပ်ချိန်ပြင်ပစွမ်းအားတွေကိုထုတ်သုံးပြီးတိုက်ပွဲဝင်မှုပြင်ဆင်လိုက်ပါတယ်။ဇလန်လေးရဲ့အဆုံးသတ်မှာတော့အီတာဒိုရီဟာတငယ်ချင်းဖြစ်သူယိုရှိနိုဂျမ်ပေးနဲ့ပတ်သက်တဲ့အရေးကြီးကိစ္စရပ်တွေကိုစုံစမ်းမှုဖြစ်လာပြီးကျင်းစာလောကရဲ့ရက်ဆက်တဲ့အမှန်တရားတွေကိုပုံမနားလည်လာမယ့်အနေအထားနဲ့အဆုံးသတ်သွားပါတယ်။ဒီနေ့တဲ့ဇလန်လေးကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းနေ့စဉ် recap တွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ CPN Recap Channel ကို like and subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။